ဘာကြီးလဲအစ်စ်ပြန်ဆိုင်လို့မရသေးမဲ့အတူတူပင်လယ်ကပကြီးရှိသွားနေကြမယ်လေမိမ ဟုတ်ကဲ့ကိုတင်မောင်ရေချင်းနဲ့အများကြီးမခုံနဲ့တော့လေကျမတို့ထမင်းစားပြီးခရီးသွားမယ်ဥစ္စာကို အေးတော်ပြီမိမ ကိုတင်မောင်အိမ်မှာဘာမှမရှိလို့တည့်ရသီးလေးပဲတုပ်လိုက်တော့မယ်နော်ရလား ရတာပေါ့မိမရဲ့ကားလက်မကတနားကြီးဖြတ်ထားတာမိမရဲ့ ဟုတ်စားပြီးသွားမယ်လေကိုတင်မောင်အားတွေကိုစောင့်ရှောက်ပေးဖို့ဖိုးထောင်ကိုတေချာမှာခဲ့ရလားကိုတင်မောင် အေးမှာခဲ့ပါတယ်မိမရဲ့သွားရအောင်နော် ကားမစီးရတာကြတော့ကားမှုမှာကြောက်နေတယ်ကိုတင်မောင်ရေ အเจ้าနဲ့မိမကိုယ်ကကောင်းမှုပြစေပါတယ်နော် ကားမလာသေးဘူးနော်ကိုတင်မောင် အေးမလာသေးပါဘူးမိမရဲ့ ဟုတ်တနားရီတော့မထိုးသေးပါဘူး ပြီးထွက်ရတာပျော်ဖို့တော့ကောင်းသားနော်မိမကိုတော့စိတ်တွေလှုပ်ရှားနေတယ် ကိုတင်မောင်ရေဟိုမှာကားလာပြီးတော့ထအေးမိမတက်ရအောင်လား ကိုတင်မောင်ရေရှင်ပထန်းရုံနော် အေးမိမရွတ်ပါတယ်မင်းလေးရုံအောင်နော် ဘယ်ပြောစားကြအောင်မလားဘယ်ပြောမလေးရေတလုံးဘယ်လောက်လဲ600ပါအမအေးလေးလုံးပေးနော်ကိုတင်မောင်ရော့ဘယ်ပြုတ်စား ဘဲဦးကြီးချောလိုက်တာကွာ ဟုတ်ပါ Video and voice by Adorable Cats. Channel reuse without permission. Video and voice by Adorable Cats. ဒီကအကိုကြီးနဲ့အမကြီးရှေ့မှာညောင်ကုန်းရွာရောက်ပြီနော် ။အော်အေးထထမိမရေးသွားရအောင်။ဒီကနေလေးစည်းသွားမှပကြီးတို့ရွာကိုရောက်မှာမိမရဲ့ ဟုတ်ကဲ့ကိုတင်မောင် ။မိမရေးနေလဲစောင်းနေပြီဆိုတော့ထမင်းတစ်ခါလေးစားသွားမယ်။ဟိုရောက်တော့ပကြီးကိုအားနာလို့လေမိမ ကိုတင်မောင်ရေပစုံကျော်ကြီးကကောင်းတာနော် ။ဟုတ်တယ်မိမပင်လယ်နဲ့နီးတော့ဈေးလဲချိုတယ်လေ မောင်လေးရောဒီမှာထမင်းမိုးလေးနော် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာစိတ်ကဒီရှင်နာနေမှာတို့ ဟောလေးလာပြီကိုတင်မောင်ရေလေကျွန်းသွားမယ်မောင်လေး ဖြည်းဖြည်းတော့ကြပါခင်ဗျာ ခွေးလေးတွေလှလိုက်တာကိုတင်မောင်ရေ ။ဟုတ်တယ်နော်မိမစိတ်ကိုလန်းဆန်းသွားတာပဲ မောင်လေးရေရောက်ခံနေပြီလား ဟုတ်အမဟိုမှာမြင်နေရတာလေကျွန်းရွာပဲလေကိုလည်းမတော့ဖြည်းဖြည်းစင်ရနော် ။ဟုတ်ကျေးဇူးတင်ပါတယ်သွားပြီနော်ညီလေး ကိုတင်မောင်ရေရွာလေးကตาရလိုက်တာနော်တကြီးရင်ကဘယ်အိမ်လဲ ။ဘေးရအောင်မဲ့မိမရေ။အမရေဥဒလာအိမ်လေးသိလားခင်ဗျာ။ အော်ကျေးဇူးတင်ပါတယ်နော်အမဒါကြီးရင်ကတိတ်မဝင်အောင်နော်ကိုတင်မောင် ဟုတ်တယ်မိမရေဟိုရှိရအိမ်ပဲဘာကြီးရေဘာကြီးရှိလား အော်အေးဒီမှာကိုလာကြလေကွာဒီတို့ဒီမှာစိုက်တော့တာနေကြနော်ဒါပါကြီးရဲ့အဖိုးအိမ်လေးပဲ ဟုတ်ကျေးဇူးတင်ပါတယ်ဘာကြီး ဒီရွာတော့နာမည်နဲ့လိုက်အောင်လေးခုကောက်ကြတယ် အေးဘုရားဈေးကောင်းလားပါကြီး ကောင်းတာပေါ့မိမရဲ့နော်ဘာကြီး ဟုတ်တယ်ဒီရွာလူတွေကုသကံအဲ့ဒါတခုတော့ကောင်းတယ်မင်းတို့လည်းအဲ့ဒါပဲလုပ်ကြပေါ့ကွာ ကိုတင်မောင်ရေตาရလိုက်တာရှင်အမောကိုပြေးသွားတာပဲ ဟုတ်ပါကွာအလောက်ကလည်းအစင်အသင့်ဆိုတော့ရေကန်အသင့်ကြအသင့်ပေါ့မိမရေ ဟုတ်တယ်နော်ကိုတင်မောင် မိမရေတို့တွေကပင်လယ်တွေကတက်လာတဲ့လိမ္မာကြီးကိုခြုံွယ်ကနေစောင့်ရမှာတဲ့ ခုထိလည်းတက်မလာသေးဘူးနော်ကိုတင်မောင် ဒါမှပေါ့မိမရေရွာလူတွေတေချာမှလိုက်ပါတယ် တင်မောင်ရေဟိုမှာလာနေပြီ အေးတွေ့တယ်မိမရေတိတ်တိတ်နေနော် ကိုတင်မောင်ရေဥဖို့နေရာရှာနေတာထင်တယ် ဟုတ်တယ်မိမဟိုမှာရက်နေပြီတွင်းတူးနေပြီကွာ ကိုတင်မောင်ရေဟိုမှာဥနေပြီတော့အကြီးကြီးပဲတော့ ဘာမိမရေ ကိုတင်မောင်သူ့ဥလေးကိုပြန်ဖုံးနေတယ်တော့ ဘာနော်မိမအမကြည့်ပါဦး ကိုတင်မောင်ရေပင်လယ်လေးကိုပြန်ဆင်းသွားပြီတော့ ဥတွေကိုလုံးကျုံနေတင်လို့လေမိမဒါလားမိမလေဥတွေကောက်ရအောင်နော် မောင်ရေကျမတို့ဒီဥလေးတွေကိုယူသွားရင်သူတို့အသက်ရှင်ခွင့်မရှိတော့ဘူးပေါ့နော် တော်ပါမိမရေ ဟုတ်ပါပြီရှင်ကိုအသက်ရှင်နေထိုင်ဖို့သူများဘဝတွေကိုမဖြတ်စည်းကျင်တော့ပါဘူးရှင် ဘာပေါ့မတင်များရေဒီမှာတခြားလုပ်တွေရှိအောင်မှာပါကိုစူးစမ်းပြီးလုပ်ပါမယ်မိမ ။အဲ့လေစူးစမ်းမယ်ကိုတင်မောင်။မတို့တဲတွေတေချာပြန်ဖုံးပြီးခဲ့တာသူတို့ဘေးကိမှာပါနော်ကိုတင်မောင် အေးမိမတရက်နှစ်ရက်နေလာပြန်ကြည့်မယ်လေ ။
ကိုတင်မောင်ပိုက်ကိုစပြီးတော့ဆွဲကြည့်လေပြင်းနဲ့မှန်မှန်လေး ဒီလိုလားညီလေး ဟုတ်တယ်မှန်တယ်ဆွဲထားကိုငါများတယ်ကတော့ဒီလိုမျိုးကန်ရတယ်လုံးကြည့်ကိုတင်မောင်ရော့ ဟုတ်ကျေးဇူးပါညီလေး ပိုက်ကလေးပဲဟေးကိုတင်မောင်ကန်ကောင်းပြီဆွဲကိုတင်မောင်ဆွဲ အာအားရအများကြီးပဲလား အမိုက်တွေကိုတင်မောင်ရေဒီလိုဘာလို့လုပ်နေရလဲဟမ် တောင်းမှန်ပါတယ်တထေးရဲ့ လူသိတော့လူဟောင်းရောတရားမှသုံးစားလို့မရဘူးကိုတင်မောင်ဤစိတ်ညစ်သွားပြီလားကျွန်တော်တို့တတိယအဲ့လိုပဲဗျာ ညစ်ပါအောင်ညီလေးရဲ့တထေးလည်းသူ့ခက်ခဲနဲ့သူရှိလို့နေမှာပါကွာ ကိုတင်မောင်ငါးခန်းနေမှာလုံးလုံးရတာအဆင်ပြေရဲ့လား စဆိုတော့ဒီလိုပါပဲမိမရဲ့ လေးဦးကလေးတွေရှိမှရှိပါအောင်မလားကိုတင်မောင် ရှိယုံနေမဟုတ်ဘူးမိမရေဟိုမှာကြည့်လိုက်စမ်း အိုးချစ်လိုက်တာရှင် တမင်းစားရလေကွာစိတ်ပြတ်ဖို့ကောင်းလိုက်တာတနေ့လာလဲ9ကြော်တနေ့လာလဲ9ကြော်စိတ်ပြတ်စရာယူပါကွာ ငါအရန်ယူလာတဲ့မျိုးစေ့လေးတွေပေါက်သားပဲတီးရွက်တို့သားငါတို့စားကြမှာပေါ့လေတထေးလေဒီပင်လေးတွေဆိုရင်စားမယ်ဆိုစားလို့ရနေပြီလူဖတ်နေတာပဲကွာခရမ်းညင်ဒီပင်လေးလည်းရှင်သားပဲကြွားယူလာတဲ့အမဲချောက်ပုတ်လေးနဲ့ချက်ကျွေးရမယ်ပင်လေးမှာရှင်တန်နေရတာဆိုတော့အစားအသောက်တော့ခက်ခဲကြမှာပေါ့လေဟုတ်တာပေါ့တထဲရေထမင်းနဲ့ဟင်းရပါပြီဗျာ ။အဟင်းလန်းကိုတင်မောင်မွေးနေတာပဲ စားကြည့်ပါတထေး ။ကျေးဇူးပါဗျာကိုတင်မောင် လာညီလေးတို့လည်းစားကြတော့ ။မွေးနေတာပဲကိုတင်မောင်ကြီးဟာတရေတော်ကြလာပြီ။ဘာထိုးကိုရွကျေးဇူးတင်ပါတယ်ဗျာ။ကိုတင်မောင်အဲ့ဒါလေးထားလိုက်ပါဗျာ။ငါပဲတင်မောင်ပဲပြေးမှာပေါ့ဗျာ ရပါတယ်တထေးရဲ့ဆွေးသွားမှဆိုလို့ပါဒီနေရာမှာငါရှိမယ်လို့ငါစိတ်ကထင်နေတယ်ဘိုးလေးမပေါ်ကြည့်ရမယ်ညီလေးတို့ထားကြပါဦးဒီမှာငါတွေအများကြီးမိနေပြီထင်တယ် ။ဗျာဟောလို့လားကိုတင်မောင် 1 2 3ဆွဲ ။အာငါတွေအများကြီးပဲဟေး။တို့ကိုတင်မောင်ကြီးရတော်လိုက်တာကွာ။အေးကြည့်ပါဦး။အေးကိုလုံးတော်ရဲဒီလိုငါအများကြီးမရတာကြာပြီ။ကိုတင်မောင်ကောင်းဆောင်ခံမဲ့သဘောတူကြလား။ပါရပြော ကဲညီလေးတို့ရေစူးစမ်းလိုက်ကြရအောင် โอเคကိုတင်မောင်ရောဒီမှာခမရအတွက်လာပြီ ကျေးဇူးတင်ပါတယ်နော်တထေး ရပါလေအာမနာနဲ့ကိုတင်မောင် မိမရေတထေးကပတ်စံပေးတဲ့အပြင်ငါးတွေလည်းပေးလိုက်တယ်ရော့ ကဲကိုတင်မောင်ပိုးတာကိုကျမငါ6လမ်းလိုက်မယ်နော်တထင်းနဲ့အဆင်ပြေသွားပြီလားကိုတင်မောင် ပြေးပါတယ်မိမငါတို့ပတ်စံအတော်သိစုမိရင်တော့ရွာပြန်ကြမယ်ကွာအမှန်တမ်းပြောရရင်ငါလည်းမဖမ်းညင်ပါဘူးမိမရေ ဟုတ်တာပေါ့ကိုရက်ကိုရွာပဲကောင်းပါတယ်ကိုတင်မောင်ရဲ့ ကဲအေးရအောင်နော်မိမ ဒါလေးလမ်းပြီးရင်ဈေးမှာငါ6သွားရအောင်မယ်တင်မောင်ပြောသလိုပတ်စံစုမရင်တော့ပြန်မယ်တော့ဒီမှာကြတယောက်တည်းပြင်းနေတော့ဟောဒီမှာလက်ဆက်တဲ့ငါ6တွေရမယ်နော်ဈေးရဲချိုတယ်နော်လာဝယ်ကြပါဦး မိမရေຫນွေစပားဆိုင်ဖို့လုံလောက်ပါပြီအကြီးကိုကတော့ပြီးငါတို့ပြန်ကြမယ်နော် ဟုတ်ကဲ့ကိုတင်မောင် ကျွန်တော်ရွာပြန်တော့မှမို့တထေးကိုခွင့်တောင်းတာပါ ဟောစိတ်မကောင်းလိုက်တာကိုတင်မောင်ရေဒါကခမရအတွက်ဘိုးစုကြည့်ပါ ကျေးဇူးတင်ပါတယ်ခင်ဗျာတထေးဦးလေးကိုကျွန်တော်တို့ကြောပါတယ် အေးဒါတို့ပါကွာလန်ခီတရားပြန်ပြူပါစေနော် ကိုတင်မောင်ရေကျမတို့အိမ်လေး ဘယ်နေရာတွေဘယ်လောက်ပဲကောင်းကောင်းကိုယ့်အိမ်ကိုတော့မမိပါဘူးမိမရာ